နော်ကျွန်တော်တို့ဘယ်သူမှမစော်ဘူးသေးတဲ့နော်ကျွန်တော်တို့ဒါကာဂျာဂျန်ကန်နဲ့ပွဲဦးထွက်လာတဲ့ခိုင်ရီအိုနစ်ဗက်လက်ဒီလီကွစ် ID တို့ရဲ့ရှုံးထွက်ပွဲစဉ်ဘတ်ဆော့ဖကာဘာညာရှိတာနဲ့ဆိုတော့မလုပ်ဘူးအဲ့မှာ Vinus မလဲလမ်းမှာဖြတ်ဆွဲပြီးတော့ Fabulous ခိုင်ရီကာဂျာဂျန်ကန် not freak နှစ်ပတ်လုံးကပြန်ပေါ်နေတာနော်ကျွန်တော်တတဲပဲလုံမလားတတဲလေးတော့ပြေးလုံနေတယ်နော်ဒီဘက်ကာရီနည်းနည်းတော့လာခြင်းနဲ့ဆိုရင်တော့နည်းနည်းလေးနောက်ကျသွားဒီချိန်ကတော့မာရှာအဲ့လောက်ကြီးတမ်းပေးဦးမှာမဟုတ်ကဲဆူနာမီစလန်နဲ့တကောင်တော့ဖြတ်ဆွဲစားပြီသားဟုတ်တယ်နော်သူကသူကာဂျာဂျန်ကလာရေးဖြစ်ဘာရေးဖြစ်နော်အေးအောင်လမ်းမှာတော့နော်မှာကျွန်တော် overtime မှာညနေတော့ဖြတ်တိုက်လိုက်တယ်ကာဂျာ Vine Jasmine ရောက်ဆွဲနိုင်တယ်အကုန်လုံးစိုးကြီးဝိုင်းလောင်းတယ်အဲ့ကွက်ကမိုက်တယ်နော်ညီကိုတို့ခိုင်ရီကာဂျာဂျန်ကန်ကနေအဲ့နေရာတော့သွားကောင်းနေရောနော်ဟိုမှာအဲ့ QQ ရ Q နေနေတော့ရှော့တာပါပဲဆိုတော့ဒီမှာတော့ Fit Crab ပေးမလားနောက်ဆုံးမှာတော့ Fit Crab နေနဲ့ထိုးတိုင်းနေမယ် RN နေနဲ့သူကိုယ်တိုင်ပြန်သေးသွားတယ် chip လေးလည်းရလိုက်တယ်ဝေဒီမကောင်းမပါဆယ်ဆိုတော့မဆို retribution ခိုင်ရီဗျဟောမဖေဘီယန်ရငယ်ပဲမလဲတိုက်တန်တာဘက် first side တန်းကွာအဲ့မှာလည်း Title Strike Tsunami Slam chip ပါလာပြန်ပြီးတန်းသေးတာပေါ့ပြက်နေအောင်မြည်သေးတယ်ဆိုတော့အဲ့မှာတော့ကာဂျာနေနဲ့ Divine Adjustment ဆွဲဖို့တော့အနားတော့ကတ်လိုက်နေမှာမာရှာတန်တာကလပ်နဲ့ပြေးဝင်သွားနေ Q တော့ထက်ရလိုက်တယ်ပါဆယ်ဝေဒီလေးကိုပါဆုံးသက်ခဲ့တာဆိုတော့တော့ပကေးလက်ပီနဲ့တူပဲဒီမာရှာ offline ကတော့ထင်တော့ပို့ပြီးတော့လှုပ်ဖြစ်လာအောင်မယ်နဲ့တူတယ်ပြေးကုန်းလိုက်တာမြေဘောင်းဆိုတန်းပြဘိုးနီနဲ့ဥဆောင်နေခဲ့ဆိုပဲမလဲဒီဘက်မှာလည်းတင်းလီကွေဘက်ကချလို့ရနေတာတခုရှိတယ်ကွန်စီးဖြောက်သွားပြီဝေဒီဘေးနားနေပတ်တော့ကြည်သားနေမှာစာပေတို့ဖမ်းမလားတာတဲ့သွေးသုံးဖို့ feather air strike title strike tsunami slam retribution ခိုင်ရီရောက်တော့ UI နဲ့တော့ key point နဲ့ flicker နဲ့ထွက်လာသေးတယ်ဒီဘက်မှာလည်းငုံရင်းဆန်ကတွေတော့ဖြစ်နေပြီမလဲ Herrick ကိုပဲအိမ်ဝိုင်းနဲ့ပါဆယ်ဝေဒီလေးကိုပါဆုံးသက်ခဲ့တာဆိုတော့ဒီလိုကြီးနှစ်ကောင်မြင် Iron ပါ Savero ရော့ပကေးယူသွားနေပဲ total 3ကောင် diversion နဲ့ကြာလာသေးတယ် Fabian ဒီဘက်မှာငတ်သားကိုဖြတ်စားပြီးနော်ငတ်ကလေးနဲ့ဖြတ်ပြေးနေတာမရပါဘူးကာဂျာ damage နဲ့တော့ Fabian down သွားခဲ့တယ်လို့ Yahige လေးကိုပါအဆုံးတတ်ခဲ့မယ်ဆိုရင်တော့ shut down ကြီးနဲ့တူပဲ unstop ဖြစ်ပဲလက်ပြီးတင်း9ကောင် white out ပါဖြစ်သွားနေပဲ liquid Winston ပေးသွားပြီးတော့ retribution လေးစုယူပေါက်ခွင့်ရအောင်ဖန်တီးပေးနိုင်မယ်ဆိုလည်းမြင်ကျင်သေးတယ်ပေါ့နော် Fasa Crow Impact Tsunami Slam ချစ်ပါလာပြီး shortcut ဖွင့်ရင်ရပါမလားဖွင့်သွားသေးတယ်တော့မဝင်လာပြီးမာရှာကြီးထွက်လာတာတော့မှတော့ဝေဒီတကောင်ပြန်ပန်ဝိုင်းနေ Fabian တော့ကတော့မျက်ရည်နှစပါဖြစ်ဝိုင်းနေပါအော် Irithea မင်းတော်တော်ဖြစ်နေပြီးရောက်ရင်ဒါပကေးနော်မင်းလောကစုဝါပြစ်ချဝိုင်းဝေဒီကိုပါပြစ်ချဝိုင်းနေပဲစုယူရမင်းဘာမှမလုပ်လိုက်ရတာလို့ဒါကြီးတဲ့နော်လက်ကွက်ကတော့တော်ဆိုတော့ RNကျွန်တော်တို့မှာ fit crack တော့ကျန်နေသေးတယ် ultimate ဟော with ပြစ်လိုက်တာ KU တော်တော်လေးနေရောနေတော့ဘာမှမလုပ်လိုက်ဘူးအဲ့မှာတော့ diversion ကတော့အယောင်ပြတာဝင်မလာဘူးပေါ့နော် over မှာတော့ကျွန်တော်တို့ dispersion rotation RN မဲ့သွားပြီး tsunami slam chip လေးတော့ဒီတစ်ခါမှရထားနေပဲရထားသေးလား immortal ကျန်နေသေးတယ်နော်ရဖို့တော့မသေးကြဘူး key point နေနဲ့နောက်ဆုံးမှာ fit crack ကြီးဝင်လာပြီးတော့ထိုးခံလိုက်နေပဲပြတ်သွားတယ်ဆိုမှအကြဆုံးပုံများတာ liquid ဘက်ကယာယီကဲတည်သွားလို့ RN လည်း down တစ်ဖက်မှာတော့ Fabian နဲ့ KU နှစ်ကောင်ပဲကျန်တော့နေတော့ဒီကမှာဘာမှတော့မတက်နိုင်တော့ရင်းနဲ့ပဲပြန်ပြီးတော့နော်တစ်ဖက်မှာဒါဆန်လာလေးတော့တိတ်ခါလေးနဲ့ထိန်အလဲလန်ခရီယိုလေးစောင့်ပြီးတော့ပဲတက်ပါအောင်မယ်ဘလုံးမထိန်ချုပ်ခွင့်မပေးတာဗျ liquid ဘက်ကိုကျွန်တော်တို့ Onyx အမခိုင်ရီရှိကနေပဲကာနဲ့နော် Divine Jasmine လည်းမကြခင်မပြန်ရတော့မှာကဲအမတော့တန်တခလက်နဲ့ဘယ်နှချက်မှမကုတ်ဘူးရောက်ရေမွတ်စတကေလက်ပီနဲ့တူပဲနောက်ဆုံးခရစ်စတန်သုံးပြေးရအောင်ပဲလွယ်လိုက်တဲ့ game ကွာ game number 1 Onyx Esport liquid ID ကိုတော့ကာဂျာ drop pit လေးတစ်ခွက်ပြပြီးတော့နော်ကာဂျာ Jungle drop pit လေးတစ်ခွက်ပြပြီးတော့ပဲလှပလေးပဲအနိုင်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်တကယ်ကောင်းတဲ့ Onyx